ကဲအားလုံးပဲမင်္ဂလာပါဗျာ Football Day Channel ကနေပြောညီတို့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Newcastle body လေးတင်ပေးခဲ့တာကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother အနေနဲ့ရလိုက်မယ်လို့ကျွန်တော်ထင်တယ်လမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ် Telegram Channel မှာချပေးခဲ့တဲ့ပွဲစဉ်တွေဟာဆိုရင်လည်းအဆင်ပြေခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Telegram ကချစ်ကိုတွေလည်းအခုဆိုရင်တာယာနေတော့ပြီလို့ထင်ပါတယ်ဗျ Telegram ကိုမ join ရစေချစ်ကိုတွေရှိရင်လည်းတာယာချင်းနေဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာကစားသွားမယ် Premier League ပွဲစဉ်တွေကပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲဒီပွဲကတော့မှောင်ဝင်စမ်းပြတဲ့တော်ဝင်ဂန်နာတို့ရဲ့ Emirates Queen မှာကစားသွားမယ် Arsenal နဲ့ Liverpool ပွဲစဉ်ပဲဖြစ်ပါတယ်ဘာကြီးကတော့ Arsenal ကနေပြီးတစ်လုံးအသေးကြီးပေးထားတယ်ဂိုးပေါင်းလေးကတော့3လုံး60နိုင်ပေးထားတာကိုတွေ့ရတယ်ဗျဟဲ့တွေ့ရ Arsenal က Liverpool ကို10ပွဲနိုင်16ပွဲတည်ရင်နဲ့15ပွဲရှုံးထားတာကိုတွေ့ရတယ်Arsenal အသင်းအနေနဲ့နောက်ဆုံး5ပွဲမှာ5ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့ခြေစမ်းကောင်းကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားတာကိုလည်းတွေ့ရတယ်ဗျလီဗာပူးတို့ကတော့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်ထားတယ်ဆိုပေမဲ့လောလောလတ်လတ် Leeds United နဲ့ Fulham ကို2ပွဲတည်ရကျထားတာတော့တွေ့ရတယ်ဒီဟာဒီ Mikel Arteta ရဲ့ Arsenal အသင်းက Premier League ဇယားမှာ48မှတ်နဲ့တူပဲထိပ်ဆုံးကရေလိုက်တော့နံပါတ်1ဖြစ်နေတာကိုလည်းအားလုံးသိရှိကြလိမ့်မယ်လို့ထင်ပါတယ်ဗျကျွန်တော်ကတော့အကောင်းဆုံးကန်စစ်တန်းကိုပိုင်ဆိုင်ထားပြီးတော့စက်ပီမာစတာတွေဖြစ်တဲ့ဂန်နာတို့နဲ့ပဲကျွန်တော်ကတော့ရပ်တည်သွားမယ် Emirates မှာရှယ်လန်းမဲ့ Arsenal ကိုပဲ body လေးပေးခြင်းတယ်ဂိုးပေါင်းလေးရဆိုရင်တော့ဒီဘဲကိုကျွန်တော်ဂိုးဘော်လေးကြိုက်လို့ဂိုးဘော်လေးရွေးချက်ပေးလိုက်ပါတယ်ဗျအစောင်းနေ့ကြီးသွားပေးတဲ့အတွက်ညီတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဘယ်အောင်လေးမောင်လေးလည်းတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်းလာရောက် join ပေးကြပါအောင်ဗျ